ကျွန်တော်စီပတ်စံနေလိန်သွားလို့ဗျာနည်းနည်းမဟုတ်ဘူးဗျာဘွားပြောင်းကိုလိန်သွားတယ် အဲ့တော့လိုက်ရှာနေရလား ဒီရက်ကွက်ထဲကိုပြောင်းလာတယ်လို့ပြောလို့ကျွန်တော်လိုက်ရှာတယ် ဟိုကျွန်တော်လည်းဒီရက်ကွက်ကမဟုတ်ဘူးဗျဟိုကျွန်တော်လည်းဒီဘက်ကိုလူတယောက်ကိုအကူကြီးတောင်းလို့ဆိုပြီးလိုက်ပို့ပေးနေအခုရောက်လာတာခင်ဗျာဗျာဒီရက်ကွက်ကိုဒီလိုလိုက်ရှာနေလို့ကတော့ခင်ဗျာတနေ့တော့ကုန်သွားမယ်နောက်နေ့တွေတော့ကူရမယ်ခင်ဗျာတွေ့မှာမဟုတ်ဘူးဘယ်တဲ့တလန်းဝင်တလန်းထွက်နဲ့ကုန်းချောင်းကြီးရှောက်နေတဲ့ကိစ္စကို မဟုတ်ဘူးဗျာကျွန်တော်ဆိုင်ကယ်ပါလေဗျာဆိုင်ကယ်ကိုမပြင်ဆိုင်ပါထားခဲ့တာဒူးပေါက်ထဲမှာပတ်စံနေလဲကြံခဲ့လို့အားကြောင့်မလို့ကျွန်တော်လမ်းလျှောက်နေတာ အပြတ်မအောင်အဲ့ပုံဒါခင်ဗျာတော်တော်ကြာပြီလားရှာနေလား ကြာပြီဗျာမနေ့တည်းရပဲ ဟုတ်လားဘယ်ခင်ဗျာခါလဲကဲကျွန်တော်လိုက်ကူညီပေးမယ်ခင်ဗျာကုန်းချောင်းရှောက်နေလို့တော့ဒီနေ့ပေါ်တော့သူတို့ရှာတွေ့မှာမဟုတ်ဘူးဟုတ်လားဒါကတည်း အဲ့ဆိုလေဒီလိုလုပ်ဗျာခင်ဗျာလိုက်ရှာပေးပါလို့ရှိရင်ကျွန်တော်ဆိုင်ကယ်စီကိုလိုက်ပို့ရင်ခင်ဗျာပတ်စံပေးမယ် အာမလို့ဘူးကျွန်တော်ကကူညီတာနော် ဟိုခင်ဗျာကကူညီတာ အာကျွန်တော်ကူညီခြင်းလို့ဟိုဟာဒီကောင်ကြီးဝယ်ထားတာအခုလည်းကူညီတာဒီဘက်ရက်ကွက်ကိုရောက်လာတယ်ကျွန်တော်ဒီရက်ကွက်မဟုတ်ဘူး ဩစီသေးတွေလောက်ကြီးနေဗျာ မလို့ ကျေးဇူးတင်ပါတယ်ဗျာ ရတယ်တက် ကျွန်တော်တွေ့အောင်မရှာပေးပါနော် ရှာပေးမယ်ကျွန်တော်ကိုယ်တိုင်ရှာပေးမယ်ဗျာခင်ဗျာလေ မေးတော့မေးရမှာနော် အကုန်မေးမယ်ဗျာဟာဒီတယောက်ကလို့စုံတော့အောင်မေးမယ်ဟာဒီတယောက်ကလို့မမရနောက်တစ်ယောက်ကပါကူးမယ်ဗျာဟုတ်ပြီလား ကျေးဇူးပါဗျာ ရတယ်ဘာမှပြဿနာမရှိဘူးခဏဟောခဏရအိုလိုမေးရ ဟုတ်ဟောအေး သူတို့ညကိုမြင်ဘူးလား အေးပြားသမ်းမမြင်ဘူးကွာငါတို့ဒီရက်ကွက်နေတာကြာပြီ ဟုတ်သူတို့ဒီရက်ကွက်ထဲပြောင်းလာတယ်မကြသေးဘူးလို့ပြောတယ်ဗျာ ဟုတ်လား ဟုတ်ကဲ့ တခြားနေရာတော့သွားကြည့်ပါကွာဒီနီးတစ်ဝိုက်တော့မမြင်ဘူးငါတို့ ဒီနီးနားမှာမြင်မှုကို မမြင်ဘူးကွာငါလည်းဒီမှာနေတာကြာပြီ ဟုတ်ကဲ့ပါ အေးပါ လာပါဗျာကျွန်တော်ကိုယ်တိုင်လိုက်ရှာပေးပါမယ်လားတခြားနေရာတော့ရှာမလားလာကျွန်တော်ကိုယ်တိုင်ရှာပေးမယ်တက်အကျွန်နေကျွန်တော်သွားမေးပြီးပါမယ်ဗျာခမရဆင်းလိုက်တက်လိုက်ဆင်းလိုက်တက်လိုက်ခမရလည်းညောင်းနေပြီเนาะ ကြားပါလေကျွန်တော်ပြီးလိုက်ပါ ကဲဒီတစ်ခါတော့ကျွန်တော်ကိုယ်တိုင်သွားမေးပေးမယ်မပူနဲ့ ကျေးဇူးတင်ပါဗျာ ဒီပုံနော်ဟုတ်အရှင်တို့တိတယ် သူတို့ပြောတာတော့သူတို့မြင်ဘူးတယ်တဲ့သူတို့ဘယ်မှာမြင်ဘူးလဲဆိုတာမသိတာတဲ့ဒါမှဒီရက်ကွက်ထဲမှာပဲဘယ်မှာနေလဲတာမသိတာတဲ့ အဲ့ဆိုဒီနားမှာပဲရှိမှာ အေးဘောဒီရက်ကွက်ဆိုတာကျင်းနေပြီလေတော်တော်နီးစပ်နေပြီ ဒီလိုနီးစပ်နေပြီဗျာ သူတို့အရှိလေးတခြားကြည့်လိုက်အောင် ဟုတ်ကဲ့ပါ ကဲမပူသမ်းပါနဲ့ကျွန်တော်အစားဆုံးကူညီပါမယ်ကဲဒါ